မင်္ဂလာပါရှင်။1 minute စီစဉ်ကနေပြည်တွင်းနဲ့နိုင်ငံတကာကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်တွင်းစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မကွေးမြို့တီးနှံစုံရောင်းဝယ်ရေးဈေးကွက်မှာမြေပဲဆန်အရေးသွေးကျဆင်းလို့ဈေးလဲကျဆင်းနေတယ်လို့မကွေးကုန်စည်တိုင်းဒုတိယဥက္ကဋ္ဌဦးကျော်ထွန်းကပြောပါတယ်။အခုဩဂုတ်လဟာမကွေးမြို့နယ်မှာစီးပွားရေးစိုက်ပျိုးထားတဲ့မြေပဲခင်းနှမ်းခင်းတွေလှိုင်းလှိုင်းပေါ်ခြင်းလည်းဖြစ်ပါတယ်။ဒါပေမဲ့မကွေးမြို့နယ်မှာမိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့်မြေပဲတောင်တွေနှမ်းစေးတွေကအယောင်ပြက်ပြီးအရေးသွေးကျဆင်းတာနဲ့ကြုံတွေ့နေရသလိုဈေးကလည်းမြေပဲလုံးစံတပိတ်တာကိုငွေကျပ်14000ကနေငွေကျပ်1000အထိဈေးကျဆင်းနေပါတယ်။မြေပဲဆိုကိုတိုးလောင်ထားလို့မရတာကြောင့်ဝယ်လက်တွေအနေနဲ့လေအယောင်ဝယ်အေးနေတယ်လို့မကွေးကုန်စည်တိုင်းဒုတိယဥက္ကဋ္ဌဦးကျော်ထွန်းကပြောပါတယ်။မြေမပွင့်တော့လေမြေပဲသမားတွေလည်းအဲ့ဒါဝယ်နေတဲ့ဈေးတွေကြရှုံးပေးကြလည်းလမ်းချိန်မှမရပဲနော်။တောင်သူတွေလည်းစွတ်လာရောင်းနေရပဲ။ပဲတောင်တွေလိုင်းတန်းတော့မိုးတွေမိနေကြတယ်။အဲ့ဒါနံပါတ်1ပေါ့နံပါတ်2ကဒီဘောပစ္စည်းမကောင်းတော့သူကိုမဝယ်ချင်ဘူးလေမဟုတ်ဘူးလား။အဲ့ဒါကြောင့်လည်းအေးရစီမှာရောင်းဝယ်ကပစ္စည်းကောင်းတော့တရုတ်ဘက်ကဝယ်မှာအခုက quality တွေညံ့နေတော့သူတို့လည်းနေပွင့်အောင်စောင့်မယ်နဲ့ဘေးကွက်ကကြီးဖြစ်နေတာပစ္စည်းကောင်းတာကိုလိုချင်တယ်ဒါပေမဲ့3ချိုး2ချိုးလောက်ကညံ့တာတွေလာနေတော့ရောင်းဝယ်ကမကောင်းဘူးတော့မှာပေါ့ဝယ်မှာအဲ့ပစ္စည်း quality တွေညံ့နေတော့မဝယ်ကြဘူးဖြစ်နေမဝယ်တော့ဒီဘက်ကတကြီးနဲ့ငွေတွေချက်ပါညာအဲ့အကုန်လုံးဈေးတွေချရောင်းကြတာပေါ့ဒါသူတို့ကောင်းလာတော့ဈေးကပြန်ကောင်းပါပါအဲ့တော့ဘယ်ကောင်းမလို့ခုတောင်ရောင်နေပွင့်မှရောင်းလာတော့အခုကရောင်နေကအကုန်လုံးမှိုင်းကုန်ပါဘူးလက်ရှိဈေးကွက်မှာမြေပဲအဆိုတင်းကိုငွေကျပ်15000ကနေငွေကျပ်2000မြေပဲအချောက်တင်းကိုငွေကျပ်3500ကနေငွေကျပ်4000ဈေးတွေနဲ့အယောင်းဝယ်ပြုလုပ်နေတာဖြစ်ပါတယ်ရာသီဥတုပြန်လည်ကောင်းမွန်လာရင်တော့ဈေးကွက်ပြန်ကောင်းလာနိုင်ပြီးအယောင်းဝယ်လည်းတွက်လာနိုင်တယ်လို့ကုန်သည်တွေကသုံးသပ်ကြပါတယ်ရှင်မြန်မာနိုင်ငံတည်တည်ဝန်လံပန်းမှန်နှင့်ဟင်းသီးရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း MFVB နဲ့မိဖက်အဖွဲ့အစည်းတွေအကြားနားလည်မှုစာချုပ်လွှာ MOU တွေကိုလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ MFVB ကနေသိရပါတယ်။တည်တည်ဝန်လံကန်တာဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့မိဖက်အဖွဲ့အစည်းတွေကုမ္ပဏီတွေနဲ့ MFVB တို့အကြားနားလည်မှုစာချုပ်လွှာတွေကိုအခုဩဂုတ်လထဲမှာလက်မှတ်ရေးထိုးခဲ့ကြတာပါ။နိုင်ငံကုန်သွယ်မှုမြင့်တင်မှုအတွက် MFVB နဲ့တဟုံးပြည်နယ်ခွဲကုန်သည်ကြီးများအသင်းမြန်မာနိုင်ငံကိုယ်စားလှယ်ရုံးတို့အကြားကုန်သွယ်မှုကောင်းမွန်စေရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာတည်တည်ဝန်လံပို့ကုန်မြင့်တင်ရေးနဲ့ဤပညာတိုးတက်စေဖို့အတွက် MFVB နဲ့မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကုန်စည်ပို့ဆောင်ရေးကိုယ်စားလှယ်များအသင်းတို့အကြားပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လွှာကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒါအပြင်စိုက်ပျိုးရေးအခြေပြုခရီးသွားလုပ်ငန်းနဲ့တည်တည်ဝန်လံပန်းမှန်အလှဆင်မှုအမှုပညာမြင့်တင်မှုနဲ့ဈေးကွက်တိုးချဲ့ဆောင်ရွက်နိုင်မှုအတွက် MFVB နဲ့မြန်မာ Tourism HR Development Association တို့အကြားနားလည်မှုစာချုပ်လွှာကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။အခုလိုကန်တာပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတွေကတဆင့်တောင်သူတွေနဲ့ MFVB အသင်းဝင်တွေအတွက်ပုံမကောင်းမှုနဲ့အခွင့်အလမ်းတွေဖန်တီးပေးနိုင်မှာဖြစ်တယ်လို့မြန်မာနိုင်ငံတည်တည်ဝန်လံပန်းမှန်နှင့်ဟင်းသီးရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ဆက်လက်ပြီးတော့နိုင်ငံတကာစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။
ကစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ Operation Economic Outcast လို့နာမည်ပေးထားတဲ့အီရန်အပေါ်ပိတ်ဆို့အရေးယူမှုစီမံကိန်းအသစ်ကိုအမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကထုတ်ပြန်လိုက်တာကို CNBC သတင်းမှာဖော်ပြထားပါတယ်။ဒီစီမံကိန်းအရကမ္ဘာတစ်ဝန်းမှာရှိတဲ့အီရန်ရဲ့ဘဏ္ဍာရေးစက်ကြောင်းတွေကိုစီးပွားရေးနည်းလမ်းနဲ့အပြင်းအထန်ထိုးနှက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Trump အစိုးရအဖွဲ့ဟာအီရန်အစိုးရရက်တီနိုင်အောင်နောက်ွယ်ကအကူအညီပေးနေသူတွေကိုဒုတိယအဆင့်ပိတ်ဆို့အရေးယူတာတွေပြုလုပ်ပြီးအီရန်ရဲ့စီးပွားရေးကိုထိုးနှက်မဲ့စီမံကိန်းတစ်ခုကိုတင်းလာနေကကြေညာခဲ့တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်ကလည်းကမ္ဘာခေါင်းဆောင်တွေကိုကိုယ်တိုင်ဖုန်းဆက်ပြီးအီရန်နဲ့ဆက်ဆံဆောင်ရွက်နေတာတွေကိုရပ်တန့်ဖို့ထိုက်ရိုက်တောင်းဆိုနေတယ်လို့ဘက်ဆန်ကပြောပါတယ်။လက်ရှိမှာတော့ပိတ်ဆို့အရေးယူမှုတွေကိုချက်ချင်းမစသေးပဲအမေရိကန်ဘက်ကစုံစမ်းတွေ့ရှိထားတဲ့အီရန်နဲ့ဆက်ဆက်လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့သက်ဆိုင်ရာနိုင်ငံအလိုက်အချိန်စရာနဲ့ကာလသတ်မှတ်ချက်တွေအရင်ပေးပို့သွားမယ်လို့ဆိုပါတယ်။အီရန်အတွက်ငွေကြေးခဝါချပေးနေတဲ့ဘယ်အဖွဲ့အစည်းမဆိုအမေရိကန်ဒေါ်လာစနစ်အတွင်းကနေဖယ်ရှားခံရပါလိမ့်မယ်။အချိန်စတင်ရေတွက်နေပါပြီလို့ဘက်ဆန်ကပြောကြားခဲ့ပါတယ်ရှင်။ဒေါ်လာဈေးကျဆင်းတာနဲ့အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကဘွန်းစာချုပ်တွေပြန်လည်ဝယ်ယူမဲ့အစီအစဉ်တွေကြောင့်ကမ္ဘာရွှေဈေးဟာ3လကျော်အတွင်းအမြင့်ဆုံးအဆင့်ကိုရောက်ရှိသွားတယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ရွှေဈေးဟာ3လကျော်ကာလအတွင်းအမြင့်ဆုံးနှုန်းထားကိုရောက်ရှိလာခဲ့သလိုတစ်ဖက်မှာလည်းရင်းနှီးမြှုပ်နှံသူတွေကထွက်ပေါ်လာတော့မဲ့ငွေကြေးဖောင်းပွားမှုကိန်းဂဏန်းအချက်လက်တွေကိုစောင့်ကြည့်နေကြပါတယ်။ဩဂုတ်လ25ရက်မှာကမ္ဘာရွှေဈေးဟာ3.6% မြင့်တက်ခဲ့ပြီးတအောင်စကို4689.19ဒေါ်လာအထိရောက်ရှိခဲ့တာပါ။ UOB ဘဏ်ရဲ့ခန့်မှန်းချက်အရရွှေဈေးဟာဩဂုတ်လတစ်လအတွင်းမှာတင်15%ကျော်ဈေးတက်လာခဲ့တယ်လို့ဆိုပါတယ်။အနာဂတ်ရွှေကြိုရောင်းဝယ်ရေးဈေးကလည်း3.5%မြင့်တက်ခဲ့ပြီး4920.3ဒေါ်လာအထိရောက်ရှိခဲ့ရာ3လကျော်တွင်အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ရွှေဈေးမာနေမှုကြောင့်ငွေဈေးအပေါ်ပါရိုက်ခတ်မှုရှိခဲ့ပြီးပြင်ပငွေဈေးဟာ3.4% မြင့်တက်ခါတအောင်စကို69.19ဒေါ်လာအထိရောက်ရှိခဲ့ပါတယ်။အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းလာတာကတခြားနိုင်ငံခြားငွေကိုကင်ဆောင်ထားသူတွေအတွက်အမေရိကန်ဒေါ်လာနဲ့သတ်မှတ်ထားတဲ့ရွှေကိုပုံမဝယ်ယူခြင်းအောင်ဆွဲဆောင်မှုဖြစ်စေသလိုဘွန်းစာချုပ်အကျိုးမြတ်နှုန်းထားရော့ကျတာကလည်းရွှေအပေါ်ထောက်ခံမှုကိုပုံမအားကောင်းစေတာဖြစ်ပါတယ်ရှင်။ကုန်သွယ်ရေးအငင်းပွားမှုများပြားလာချိန်မှာကနေဒါကနေတင်သွင်းမဲ့ကားတွေအပေါ်50%အခွန်စည်းကျပ်မယ်လို့သမ္မတထရမ့်ပြောလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။လွန်ခဲ့တဲ့သတင်းပတ်ကဆွေးနွေးပွဲတွေပြပြသွားခဲ့ပြီးတဲ့နောက်သမ္မတဒေါ်နယ်ထရမ့်က2029ခုနှစ်ဇန်နဝါရီလ1ရက်ကစပြီးကနေဒါကနေတင်သွင်းမဲ့ကားတွေနဲ့ကားအပိုပစ္စည်းတွေအပေါ်အခွန်စည်းကျပ်မှုကို50%ထိတိုးမြင့်သွားမယ်လို့တနင်္လာနေ့ကပြောကြားခဲ့တာပါ။ဒီလိုအခြေအနေပုံမဆိုးရွားလာတာကကမ္ဘာပေါ်မှာအပြန်အလှန်အချိတ်ဆက်ဆုံးမော်တော်ယာဉ်ထုတ်လုပ်ရေးကွင်းဆက်တစ်ခုကိုထိခိုက်စေနိုင်ပါတယ်။အမေရိကန်ရဲ့မော်တော်ယာဉ်ထုတ်လုပ်ရေးဟာကနေဒါလိုအပိုပစ္စည်းတွေနဲ့မော်တော်ယာဉ်တွေအပေါ်များစွာမှီခိုနေရတာကြောင့်အခွန်နှုန်းထားတွေပိုမိုမြင့်မားလာရင်အမေရိကန်ကားထုတ်လုပ်သူတွေနဲ့စားသုံးသူတွေအတွက်ကုန်ကျစရိတ်တွေမြင့်တက်လာစေနိုင်တယ်လို့ကုန်သွယ်ရေးအကျပ်တဲကိုလည်းပိုမိုနှက်ဆိုင်သွားစေနိုင်ပါတယ်။ဒါအပြင်အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကလည်း Trump အနေနဲ့ကတော့ကနေဒါကိုဆွေးနွေးပွဲစပွဲဝိုင်းစီပြန်လာစေခြင်းပြီးစေတနာမှန်နဲ့ဆွေးနွေးစေခြင်းတယ်လို့တနင်္လာနေ့ကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့ One Big Market အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။
ပါရှင်။မော်ဘီမာကတ်စီစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမအဆုံးအနေနဲ့ရန်ကုန်မြို့ရဲ့ပင်လယ်ကြောင်းကုန်သွယ်မှုအခြေအနေကိုတင်ဆက်ပေးပါမယ်။ဒီချက်လက်တရားဆိုရင်တော့ Visit Finder ရရှိထားတဲ့အချက်လက်တရားတင်ဆက်ပေးရဖြစ်ပါတယ်ရှင်။ရန်ကုန်မြို့ရောက်ရှိမဲ့ဒီသင်္ဘောဟာဆိုရင်တော့ AS ဆူဆန္ဒသင်္ဘောပဲဖြစ်ပါတယ်။ဒီသင်္ဘောဟာဆိုလို့ရှိရင်တော့စင်ကာပူနိုင်ငံကနေပြီးတော့ဩဂတ်စ်လ22ရက်နေ့ကနေပြီးတော့စတင်ထွက်ခွာလာပြီးတော့ရန်ကုန်မြို့ကိုဩဂတ်စ်လ25ရက်နေ့မှာရောက်ရှိမယ်ဆိုပြီးတော့ခန့်မှန်းထားတာပဲဖြစ်ပါတယ်။သူ့ရဲ့ကုန်စည်တန်ချိန်ဟာဆိုရင်တော့18123တန်ချိန်ရှိပြီးတော့ဒီသင်္ဘောမျိုးစားဆိုရင်တော့ကွန်တိန်နာ8သင်္ဘောမျိုးစားဖြစ်ပါတယ်ရှင်။နောက်ထပ်ရန်ကုန်မြို့ကိုရောက်ရှိမဲ့သင်္ဘောဟာဆိုလို့ရှိရင်တော့ GLS High Folk သင်္ဘောပဲဖြစ်ပါတယ်ဒီသင်္ဘောဟာဆိုရင်တော့မလေးရှားနိုင်ငံနေပြီးတော့ဩဂတ်စ်လ22ရက်နေ့ကနေစတင်ထွက်ခွာလာပြီးတော့ရန်ကုန်မြို့ကိုဩဂတ်စ်လ26ရက်နေ့မှာရောက်ရှိမယ်ဆိုပြီးတော့ခန့်မှန်းထားတာပဲဖြစ်ပါတယ်သူ့ရဲ့ကုန်စည်တန်ချိန်ဟာဆိုရင်တော့9689တန်ချိန်ရှိပြီးတော့ဒီသင်္ဘောမျိုးစားဟာဆိုရင်တော့ကွန်တိန်နာ8သင်္ဘောမျိုးစားဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒီရန်ကုန်မြို့ကိုနောက်ထပ်ရောက်ရှိမဲ့သင်္ဘောဟာဆိုရင်တော့ Uni Accord သင်္ဘောပဲဖြစ်ပါတယ်ဒီသင်္ဘောဟာဆိုရင်တော့စင်ကာပူနိုင်ငံနေပြီးတော့ဩဂတ်စ်လ24ရက်နေ့ကနေစတင်ထွက်ခွာလာပြီးတော့ရန်ကုန်မြို့ကိုဩဂတ်စ်လ28ရက်နေ့မှာရောက်ရှိမယ်ဆိုပြီးတော့ခန့်မှန်းထားတာပဲဖြစ်ပါတယ်သူ့ရဲ့ကုန်စည်တန်ချိန်ဟာဆိုရင်တော့14809တန်ချိန်ရှိပြီးတော့ဒီသင်္ဘောမျိုးစားဟာဆိုရင်တော့ကွန်တိန်နာ8သင်္ဘောမျိုးစားဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့နိုင်ငံတကာစွမ်းအင်ဈေးနှုန်းအနေနဲ့ပြည်တွင်း73ဈေးနှုန်းချင်းတွေတင်ဆက်ပေးပါမယ်ဒီကနေ့နိုင်ငံတကာစွမ်းရည်ဈေးနှုန်းတွေကိုကြည့်မယ်ဆိုရင်တော့မြင့်တက်နေရပဲဖြစ်ပါတယ်ဒီလိုမျိုးမြင့်တက်ရတာဆိုရင်တော့အမေရိကန်ကဒီအီရန်ကိုပေါ့နော်ပြင်းထန်တဲ့စီးပွားရေးအရာအရေးယူပိတ်ဆို့မှုတွေပြုလုပ်သွားမယ်ဆိုပြီးတော့ကြေညာပြီးရဲ့နောက်မှာရေနံဈေးနှုန်းတွေဆိုလို့ရှိရင်တော့မြင့်တက်ခဲ့ရပဲဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီအီရန်ကိုပေါ့နော်ထောက်ပံ့ကူညီနေတဲ့ဘယ်နိုင်ငံမဆိုဒီစီးပွားရေးအရာအရေးယူခံရမယ်ဆိုပြီးတော့လည်းသတိပေးခဲ့ပါတယ်တစ်ဖက်မှာလည်းနေတိုးအဖွဲ့ကဒီဟော်မုန်းရီလဲကြားမှာပေါ့နော်ဖြစ်ပေါ်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အရေးပေါ်အစည်းအဝေးခေါ်ယူနေတယ်ဆိုပြီးတော့လည်းသိရပါတယ်ဒီလိုမျိုးအရှိလဲပိုင်းမှာဖြစ်ပွားနေတဲ့ပြိပခါတွေကြောင့်ပဲရေနံစင်းလုံးနေရဆိုလို့ရှိရင်တော့လှုပ်လှုပ်ခက်ခက်ဖြစ်နေတာဖြစ်ပါတယ်ရှင်ဆက်လက်ပြီးတော့ဒီကနေ့ဩဂတ်စ်လ25ရက်မနက်10:00နာရီဝန်းကျင်မှာရရှိထားတဲ့နိုင်ငံတကာစွမ်းရည်ဈေးနှုန်းတွေကိုကြည့်မယ်ဆိုရင်တော့ WTI crude wine တစ်စီးကိုအမေရိကန်ဒေါ်လာ85.8 ဒေါ်လာနဲ့အရောင်းဝယ်ပြုလုပ်နေပြီးတော့မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့3.3 ဒေါ်လာမြင့်တက်လာတာပဲဖြစ်ပါတယ် Brent crude တစ်စီးကိုတော့အမေရိကန်ဒေါ်လာ9.4 ဒေါ်လာနဲ့အရောင်းဝယ်ပြုလုပ်နေပြီးတော့မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့3.5 ဒေါ်လာမြင့်တက်လာတာပဲဖြစ်ပါတယ် crude wine တို့ကျ1ကီလိုလီတာကိုတော့ရန်9220နဲ့အရောင်းဝယ်ပြုလုပ်နေပြီးတော့မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့ရန်600မြင့်တက်လာတာပဲဖြစ်ပါတယ် Natural gas 1 MMBTU ဆိုရင်တော့ဒီကနေ့မှာဆိုလို့ရှိရင်ပေါ့နော် American dollar 2.6 ဒေါ်လာနဲ့ဒီအရောင်းဝယ်ပြုလုပ်နေပြီးတော့မနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့3.3 ဒေါ်လာကျဆင်းလာတာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ပြည်တွင်း73ဈေးနှုန်းချင်းတွေတင်ဆက်ပေးပါမယ်။ဒီကနေ့ဩဂတ်စ်လ25ရက်မနက်10:00နာရီဝန်းကျင်မှာအရောင်းဝယ်ပြုလုပ်နေတဲ့ဈေးတွေကိုကြည့်မယ်ဆိုရင်တော့အောက်တိန်း92တလီတာကိုတော့3585ကျပ်နဲ့အရောင်းဝယ်ပြုလုပ်နေပါတယ်။အောက်တိန်း95တလီတာကိုတော့3690ကျပ်နဲ့အရောင်းဝယ်ပြုလုပ်နေရပဲဖြစ်ပါတယ်။ဒီဇယ်တလီတာကိုတော့4080ကျပ်နဲ့ဒီကနေ့မှာအရောင်းဝယ်ပြုလုပ်နေရဖြစ်ပါတယ်။ Premium Diesel တလီတာကိုတော့ဒီ4925ကျပ်နဲ့ဒီကနေ့မှာအရောင်းဝယ်ပြုလုပ်နေပြီးတော့ဒီ73ဈေးနှုန်းချင်းတွေကမနေ့ကဈေးနဲ့နှိုင်းယှဉ်မယ်ဆိုလို့ရှိရင်တော့ပြောင်းလဲတာမရှိဘဲနဲ့တည်ငြိမ်နေရပဲဖြစ်ပါတယ်ဒီကနေ့ One Way Market စီစဉ်ကနေပြီးတော့ရန်ကုန်မြို့ရဲ့ပင်လယ်ကြောင်းကုန်သွယ်မှုအခြေအနေတွေနိုင်ငံတကာစွမ်းရည်ဈေးနှုန်းတွေနဲ့ပြည်တွင်း73ဈေးနှုန်းချင်းတွေတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့သတင်းဆွေးနွေးခန်းစီစဉ်တင်ဆက်ပေးပါမယ်ရှင်
ကမ္ဘာရွှေဈေးက3လကျော်အတွင်းအမြင့်ဆုံးရောက်ရှိသွားတယ်လို့သိရပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာသတင်းအယ်ဒီတာမတ်တထားဝင်းထင်ကိုမေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင် ဟုတ်ကဲ့မင်္ဂလာပါ ဒီကမ္ဘာရွှေဈေးကဆိုရင်ဒီ3လကျော်ကာလအတွင်းမှာအမြင့်ဆုံးနှုန်းထားကိုရောက်ရှိသွားတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါရှင် ဟုတ်ကဲ့ပါညီမတို့ဒီအောက်ဂုတ်လအတွင်းမှာပေါ့နော်ကမ္ဘာရွှေဈေးကပြီးခဲ့တဲ့ဒီလရည်နဲ့နှိုင်းယှဉ်မယ်တော်တော်လေးကိုပြန်လဲအားကောင်းလာပြီးစနေနေ့မြင့်တက်လာတော့တွေ့ရတယ်ပေါ့နော်ပြောမယ်ဆိုညီမတို့ကဒီအောက်ဂုတ်လတစ်လအတွင်းမှာကမ္ဘာရွှေဈေးကညီမတို့15ရာခိုင်နှုန်းလောက်ထိတစ်လအတွင်းမှာတော်တော်တိတိတသားကြီးတိုးတက်လာတော့တွေ့ရတယ်ပေါ့နော်ဒီရွှေဈေးတက်လာတဲ့အဓိကအကြောင်းရင်းကတော့ဒီ American Dollar တန်ဖိုးကျဆင်းတာပြီးတော့ဒီ American ဘဏ္ဍာရေးဝန်ကြီးဌာနပြီးတော့ဘုံစာချုပ်တွေပြန်လဲပြီးတော့ရောင်းချမယ်ဆိုတဲ့သတင်းတွေနောက်တစ်ခုကဒီအရှိလေပိုင်းမတန်ညီဝေးပြီးတော့ပထဝီနိုင်ငံရေးတင်းမာမှုအကြောင်းပေါ့နော်ကမ္ဘာရွှေဈေးကတစ်ဖန်ပြန်ပြီးတော့အမြင့်ကိုလျှောက်လာပေါ့နော်ဒီကမ္ဘာရွှေဈေးနဲ့လူတစ်ဖက်မှာလည်းဒီ Bitcoin ဆိုတဲ့ဒီ American Dollar 8000ဝန်းကျင်အထက်ကိုပြန်ရောက်ရှိလာတော့တွေ့ရတာပေါ့နော်ညီမတို့ကဒီတစ်ဖက်မှာပေါ့ဒီတော်တော်များများပါပေါ့နော်ဒီအရှိလေပိုင်းတင်မှာပြီးတော့နိုင်ငံရေးအခြေအနေတည်ငြိမ်မှုတွေကြောင့်ပေါ့နော်ပြီးတော့ပုံမအားကောင်းခိုင်မာတဲ့ရွှေဘက်ကိုပို့ပြီးတော့ဒီအခြေအနေညွှန်နယ်သူတွေကပို့ပြီးတော့ရောက်ရှိလာတဲ့အတွက်ရွှေဈေးကတော်တော်လေးကိုကြီးတာတိုးတက်လာအောင်တွေ့ရပါပေါ့နော်ဒီညီမတို့ဒီနေ့အောက်တိုဘာ25ရက်နေ့မှာဆိုရင်ဒီကမ္ဘာရွှေဈေးကတအောင်ဆောက်ပေါ့နော်ဒီ3.6ရာခိုင်နှုန်းလောက်ဒီမြင့်တက်လာပြီးတော့ American Dollar 4660ဝန်းကျင်အထိရောက်ရှိလာတော့တွေ့ရပါပေါ့နော်ညီမတို့ကဒီပြီးခဲ့တဲ့ဒီစလိုင်းလာအတွင်းအားဆိုရင်ကမ္ဘာရွှေဈေး American Dollar 4200နဲ့4300ဝန်းကျင်ပဲရှိရပါတော့အခုဆိုရင်4900နီးပါးကိုတက်လာတာတော်တော်လေးကိုတိတိတတ်တာမြင့်တက်လာတော့တွေ့ရတယ်ပေါ့နော်ဒီတစ်ဖက်မှာလည်းညီမတို့ကဒီ American ဗဟိုဘဏ်ကလည်းပေါ့နော်လက်ရှိမှာအတိုးနှုန်းကိုညီမတို့ကဒီအနှိမ့်ဘက်မှာထားရတဲ့အတွက်ရွှေဈေးကဆက်လက်အားကောင်းနေရတယ်ဖြစ်တယ်ပေါ့နော်ဒီညီမတို့ဒီစက်တင်ဘာလအတွင်းမှာဆိုရင်ဒီ American ဗဟိုဘဏ်ကနေဦးစီးပြီးတော့ပေါ့နော်ဒီကမ္ဘာရွှေဈေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြီးတော့အတိုးနှုန်းလျှော့ချမဲ့အလားအလာနဲ့ပတ်သက်ပြီးတော့အဓိကဆွေးနွေးပွဲတစ်ခုကျင်းပသွားဖို့ရှိရပေါ့နော်အဲ့ဒီဆွေးနွေးပွဲမှာဆိုရင်ညီမတို့တကယ်လို့ဒီ American ဗဟိုဘဏ်ဥက္ကဋ္ဌ Warren ကပေါ့နော်ဒီကမ္ဘာရွှေဈေးကိုပတ်လက်ဆက်လက်ဒီအမြင့်မှာထားရှိအောင်ထိမ့်သိမ်းထားနိုင်အောင်သူ့အနေနဲ့ဒီအတိုးလုံးကိုအတီးတခြားထားဖို့သူဆွေးနွေးပွဲတွေကိုဆက်ပြီးတော့လုံးနိုင်နေမယ်ဆိုရင်ညီမတို့ရဲ့ဒီကမ္ဘာရွှေဈေးကဒီအတက်အပိုင်းမှာရှိနေမှာပေါ့နော်ဒါကတော့ရင်းနှီးမြှုပ်နှံသူတွေနဲ့ဒီစိတ်ချလက်ချရင်းနှီးမြှုပ်နှံလို့ရမယ်အနေအထားတစ်ခုရှိရဆိုပြီးတော့လေဒီ American ဗဟိုဘဏ်ကဒီနီးလန်းတချို့ပေးထားတယ်ဖြစ်တယ်ပေါ့နော်ပြီးတော့သူကိုယ်တိုင်ကလည်းပြီးခဲ့တဲ့သတင်းပတ်အတွင်းကပေါ့နော်ဒီအဆက်လက်ပြီးတော့ဒီငွေကြေးဖောင်းဖောင်းမှုတွေတည်ငြိမ်အောင်ပြီးတော့ကုန်စည်နှုန်းတွေပေါ့နော်ပြီးတော့တေးဝဆောင်ရေးစရိတ်တွေပို့ပြီးတော့အငိမ့်ပိုင်းဟိုတင်းကြီးနဲ့အနေထားတစ်ခုရအောင်သူကိုယ်တိုင်ကလည်းဦးစီးပြီးလှုပ်ဆောင်သွားမယ်ဖြစ်တဲ့အတွက်ပေါ့နော်ဒီအတိုးနှုန်းကိုလည်းသူကအနှိမ့်ပိုင်းမှာထားရှိမယ်ဆိုရတဲ့သုံးစားပြောသွားရရှိရပေါ့နော်ဒါကြောင့်လည်းရှိမှာဆိုရင်ဒီလိုမျိုးရင်းနှီးမြှုပ်နှံတွေကပေါ့ညီမတို့အစီ stock share တွေပြီးတော့တခြားဥစ္စာတွေမှာရင်းနှီးမြှုပ်နှံတဲ့ဆိုင်ပို့ပြီးတော့စိတ်ချလုံခြုံရတယ်ပြီးတော့ဒီအတိုးနှုန်းတွေပိုင်းမပေးရတဲ့ရွှေဘက်ကိုပို့ပြီးတော့လှည့်လာတဲ့အတွက်ပေါ့နော်ရွှေဈေးကပုံမှုခိုင်မာအားကောင်းလာပြီးအမြင့်ပိုင်းမှာရှိတာပေါ့နော်ပြီးတော့ရွှေဈေးကဒီခိုင်မာလာတဲ့အတွက်လည်းတစ်ဖက်ကဒီငွေတို့ sport တို့ platinum တို့ကပို့ပြီးတော့မြင့်တက်လာတော့တွေ့ရတယ်ပေါ့ပြီးတော့ညီမတို့ဒီအနာဂတ်အညွှန်းကိန်းပေါ့နော်ဒီfuture ကိုကလည်းညီမတို့ကဒီနေ့မှာဆိုရင်3.5ရာခိုင်နှုန်းအထိတက်လာပြီးတော့ပေါ့နော် American Dollar 4500ဝန်းကျင်အထက်ကိုတက်လာတော့တွေ့ရပါမယ်ဟုတ်ကဲ့ဒါဆိုရင်ဒီ3လကျော်အတွင်းမှာသူကအမြင့်ဆုံးနှုန်းထားကိုရောက်ရှိလာတယ်ဆိုတော့ထပ်ပြီးတော့မြင့်တက်လာနိုင်ပွဲရှိသလားပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ညီမတို့ဒီမကြခင်မှာဒီစက်တင်ဘာလအတွင်းမှာကျင်းပတော့မယ်ဒီ American ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့အဆွေးနွေးပွဲပေါ်မှာညီမတို့အများကြီးမူတည်နေရပါတော့ဒါပေမဲ့ညီမတို့ကလက်ရှိဖြစ်ပေါ်နေတဲ့အချက်လက်တွေပြီးတော့ညီမတို့ဒီနိုင်ငံရေးအခြေအနေကိုပြန်ကြည့်မယ်ဆိုရင်ပေါ့နော်ညီမတို့ရဲ့ဒီဒေါ်လာအညွှန်းကိန်းက9.8ရာခိုင်နှုန်းအထိကိုညီမတို့ကြာဆင်းနေအောင်တွေ့ရပါတော့ဒီဒေါ်လာတမိုးအညွှန်းကိန်းကြာစတိုက်ကြာဆင်းနေတဲ့အတွက်ညီမတို့ရွှေဈေးကပုံမအားကောင်းလာတဲ့အနေအထားတွေရှိတာပေါ့နော်လက်ရှိမှာဆိုလည်းညီမတို့ကဒီအရှိလေပိုင်းရေးရနည်းနည်းလေးတည်ငြိမ်နေတဲ့အနေအထားလို့ပြောလို့ရတာပေါ့နော်ဒီတိုက်တာခိုက်တာအခြေအနေကြောင့်ပူတီးပြီးညီမတို့ရွှေဈေးကတစ်ဖန်ပြန်လဲပြီးတော့ဈေးကအတက်ကျဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်လည်းလက်ရှိမှာဆိုရင်သူကဒီဆွေးနွေးပြန်ဆောက်ဖို့အလားအလာလည်းရှိတယ်သူတို့တွေလည်းညှိနှိုင်းဖို့ပြီးတော့ American ကလည်း Iran ကို sanction တွေပြင်းပြင်းထန်ထန်ချမှတ်ထားတဲ့အတွက်ပြီးပြိုပြီးတော့ကြီးမားလာတဲ့တိုက်ခိုက်ရေးတွေမရှိတော့ဘူးဆိုပြီးတော့လေ American ဘက်ကပြောထားတယ်ပေါ့ဒါကတော့ဒီ American ဘက်ကပေါ့နော်ဒီ Iran ဘက်နဲ့သူတို့ဆက်ဖြစ်လာနေရှိရဲ့ဒီသဘောထားတွေဒီ finance ကပြောကြားထားတာပေါ့နော်ဒါကြောင့်လည်းညီမတို့ဒီတော်တော်များကဒီလိုတိုက်တာတွေခိုက်တာတွေပြီးတော့ညီမတို့နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီးတော့အားကောင်းတဲ့ရွှေဘက်ကိုပို့ပြီးတော့ရင်းနှီးမြှုပ်နှံရတဲ့ရွှေဈေးကဆက်ပြီးတော့ညီမတို့အတက်ဘက်မှာဖြစ်သွားနိုင်တယ်ပေါ့နော်နောက်တစ်ခုကညီမတို့အတိုးနှုန်းပေါ့နော်ဒီ American Dollar အခုဆိုရင် American ရဲ့အတိုးနှုန်းကညီမတို့အနေနဲ့မှာရှိနေတယ်ပြီးတော့လက်ရှိမှာဆိုလဲသူတို့ကဒီအပိုးနှုန်းကိုမြင့်တက်ဖို့သူတို့တွေနဲ့ဆွေးနွေးတာတွေမရှိသေးတဲ့ပြင်ပေါ့နော်ပြီးတော့ရွှေဈေးပုံကိုအားကောင်းလာသူတို့ရဲ့ဒီအဓိကငွေကြေးဖောင်းဖောင်းမှုတွေကထိန်းချုပ်ဖို့အတွက်ဒီလန်နေရှာနေရပါတော့ဒီရင်းနှီးမြှုပ်နှံတော်တော်များကလည်းညီမတို့ကဒီရှေ့ဘက်မှာရင်းနှီးမြှုပ်နှံမှာ stock share တွေဘက်မှာ investment လုပ်မှာဆိုတာဒါ American ဗဟိုဘဏ်ရဲ့ဒီအဆုံးမချက်ပေါ်မူတည်ပြီးတော့အများကြီးမူတည်နေရပါတော့ဒါကြောင့်လည်းဒီဗဟိုဘဏ်အနေနဲ့ပေါ့ဒီလာမယ့်စက်တင်ဘာလမှာအဟိုး Biden လို့ခေါ်တယ်ဆွေးနွေးပွဲတစ်ခုကျင်းပဖို့ရှိနေရပါတော့အဲ့ဒီဆွေးနွေးမှာဆိုရင်ဒီ American ဗဟိုဘဏ်ဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ပြီးတော့ပေါ့နော်ဒီအတိုးနှုန်းနဲ့ပတ်သက်ပြီးတော့ဒီလာမယ့်2029ခုနှစ်အတွင်းမှာသူတို့အနေနဲ့ဒီနိုင်ငံရေးအခြေအနေတည်ငြိမ်အောင်လက်ရှိမှာလည်းဒီ American ရဲ့ကျွေးမိတာဒီ
ဒီ American dollar 40 trillion ဒီပါလောက်ရလွန်ရဲ့အတွက်ပေါ့နော်ဒီသမ္မတ Trump အစိုးရအတွက်မှာကျွေးမြီကပို့ပြီးတော့မြင့်တက်လာတဲ့အတွက်ပေါ့ American မဟုတ်ဖန်နေနဲ့ဒီနိုင်ငံရေးတည်ငြိမ်မှုရရှိအောင်ပို့ပြီးတော့ကြိုးပမ်းနေရတယ်တွေ့ရပါတော့ဒါကြောင့်သူတို့ကလည်းဒီအစပိုင်းမှာသူတို့ရဲ့ဒီ American dollar trillion တန်ဖိုးရှိရဲ့ဘုံစာချုပ်တွေရောင်းချမယ်ဆိုပြီးတော့လေပြောထားတာပေါ့နော်ညီမတို့ကဘာဖြစ်လို့ဘုံစာချုပ်ရောင်းချလဲဆိုတော့သူတို့ရဲ့ဒီလက်ရှိမှာဆိုရင်ငွေကြေးစည်းစိမ်မှုအခြေအနေကမတည်ငြိမ်ဘူးပြီးတော့သူတို့ရဲ့ဒီကျွေးမြီပမာဏများနေတဲ့အတွက်သူတို့ရဲ့ဒီဝင်ငွေတစ်ဖက်တစ်လမ်းအောင်ရလာနိုင်အောင်ပြီးတော့ငွေသားစည်းစိမ်မှုတည်ငြိမ်မှုရရှိအောင်ဆိုပြီးညီမတို့က American dollar trillion နဲ့ချီတဲ့ဘုံစာချုပ်တွေရောင်းမှာပေါ့နော်ဘုံစာချုပ်တွေဆိုတာလည်းညီမတို့က10စုနှစ်ကြာလေးမြင့်တက်လေးပို့ပြီးတော့တန်ဖိုးရှိတာပေါ့နော်ပြီးတော့ American မှာရှိတဲ့ဘုံစာချုပ်တွေကညီမတို့က10စုနှစ်တန်10နှစ်အထက်ရှိတဲ့ဘုံစာချုပ်တွေဖြစ်တဲ့အတွက်ကြောင့်ညီမတို့ကတန်ဖိုးရှိတဲ့ထုတ်ကုန်တွေဖြစ်တာကြောင့်သူတို့အနေနဲ့ဒါတွေရောင်းချပြီးတော့ရရှိလာတဲ့ငွေပမာဏကိုသူတို့ရဲ့ဒီနိုင်ငံအတွင်းမှာငွေသားစည်းစိမ်မှုအားကောင်းအောင်တည်ငြိမ်အောင်ထိန်းထားနိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်သူတို့ကဒီလိုမျိုးဒီသူတို့ရဲ့ဒီတန်ဖိုးရှိတဲ့ဘုံတွေကိုထုတ်ရအောင်ပြီးတော့ဒီငွေသားစည်းစိမ်မှုကိုတည်ငြိမ်အောင်ပြုလုပ်မယ်ဆိုပြီးသတင်းလေးကြောင့်ပေါ့ညီမတို့ရဲ့ဒီရွှေစည်းကအစမတန်အားကောင်းလာတဲ့အပြင်ကိုလက်ရှိမှာလည်းဒီ American ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့တစုံတစပြောကြားတဲ့အပိုင်းလေးကြောင့်ပေါ့နော်ရွှေစည်းကပို့ပြီးတော့မြင့်တက်လာတယ်ဆိုပြီးတော့တော်များခံမှန်းထားဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြောပြပြကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါ1 minute စီစဉ်ကနေပြည်တွင်းနဲ့နိုင်ငံတကာကစီးပွားရေးသတင်းတွေဈေးကွက်ဆိုင်ရာသတင်းချက်လက်တွေကိုတင်ဆက်ပေးခဲ့တာပါနောက်နေ့တွေမှာလည်း1 minute စီစဉ်ကနေပြည်တွင်းနဲ့နိုင်ငံတကာကစိတ်ဝင်စားဖွယ်ရာစီးပွားရေးသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်